မင်္ဂလာပါရှင်မမေလိုက်လေးမကြည့်ပြတဲ့ချစ်သူလေးအတွက်ကိုမမေကဗီဒီယိုလေးတင်ပေးမယ်နော်ဒီနေ့ကကြောက်စိမ့်တီးတန်းတင်ပေးပါမယ်ဒါလေးဆိုငွေနဲ့ခတ်ထားတဲ့အထည်လေးပါကြောက်ကကြောက်စိမ့်ဘေးကပတ်ထားတာကြောက်စိမ့်ရမူစာနိုင်စိမ့်နဲ့ခတ်ပေးထားတဲ့ငွေလေးပေါ့နော်ဒီဟာလေးဆိုလို့ရှိရင်ကြောက်9 to 5နဲ့ခတ်ပေးထားတာစိတ်နှစ်ဖက်ရစ်ပါမယ်ကြောက်ကကြောက်စိမ့်အရင်နည်းနည်းလေးလှတဲ့ဥစ္စာလေးထည့်ပေးထားရပေါ့နော်ဒါလေးဆိုလို့ရှိရင်ကျုံသွားကြောင်းသွားဟောနော်အပြင်သွားဘလို့ဝင်နေတဲ့တူကလည်းဝတ်ထားလို့ရတဲ့ပုံစံမျိုးလေးထဲပုံစံလေးပေါ့နော်ပွဲတက်တိလည်းရတယ်ပေါ့ဒီပုံစံလေးဆိုရင်ဒါ9 to 5နဲ့ဈေးနှုန်းလေးတွေအကြောင်းငွေတဲ့တတာလေးတွေနဲ့ပေါ့နော်ဒါလေးဆိုရင်ဂုံကွင်းကြောက်ပွင့်အရေးအတွက်အများကြီးဝတ်ကားတဲ့လူတွေပေါ့နော်အများကြီးဝတ်ရတာကြိုက်တဲ့သူတွေအတွက်ဆိုရှင်ဒါလေးအဆင်ပြေတယ်ဒါလေးဆိုရှင်လည်း9 to 5နဲ့ခတ်ပေးထားတာငွေတဲ့ဈေးတော့မရှိတဲ့ဈေးလေးနဲ့မေပေးမယ်နော်ဒါလေးဆိုရှင်လည်းခုနကတော့ပြတဲ့ပုံစံနဲ့တော့တူတယ်အရေးတော့မတူဒါလေးဆိုလို့ရှိရင်လည်းကြောက်သားလေးကောင်းတယ်စိမ့်လဲစိမ့်ရမယ်စိမ့်ရလဲနှစ်ပတ်ရပုံစံလေးနဲ့ခတ်ပေးထားရပါတော့ဒါလည်း9 to 5ထည်လေးပေါ့နော်ဒါလေးဆိုလည်းပွဲတက်ထိရပါတယ်စိမ့်နှစ်ပတ်ရထားတဲ့ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲတက်ဝတ်လဲရပါတယ်ရုံသွားကြောင်းသွားအကုန်ဝတ်လို့ရတယ်ပေါ့နော်ဒါလေးကတော့ပြန်ရှင်းပြပေးထားတာကိုကအကြောင်းအများကြီးဝတ်ရတာကြိုက်တဲ့ချစ်သူလေးဆိုတော့ဒီဘက်ဘေးကဂုံကွင်းလေးရွေးလို့ရတယ်တပွင့်နဲ့ဝတ်ရတာကြိုက်တဲ့ချစ်သူလေးဆိုတော့ဒီဘက်စိမ့်နှစ်ပတ်ရတဲ့ဒီဇိုင်းလေးဆိုလို့ရှိရင်တော့ပိုအဆင်ပြေရပေါ့နော်ဒါကကြတော့ main လေးအတွက်တီးတန့်ခတ်ပေးထားတဲ့ဒီဇိုင်းပေါ့အခုပြပေးတဲ့ဥစ္စာလေးကကြတော့သူကကြောက်9 to 5နဲ့ခတ်ပေးထားတာယောက်ျားလေးကွင်းကြောက်စင်းုံမှာအရင်ဘက်ကိုသွားတဲ့ဘက်ကိုကြိုက်တဲ့ချစ်သူလေးဆိုဒါလေးအဆင်ပြေတယ်ဒါတော့ယောက်ျားလေးကွင်းဖြစ်တဲ့အတွက်ကြောင့်မို့ပေါင်ရင်100လောက်ကနေပေါင်ရင်180လောက်ထိကောင်းကောင်းမလို့ရတယ်ပေါ့နော်ဒီထဲလေးကြတော့ကြောက်စင်းရင်းနာကြိုက်တဲ့သူဆိုရင်တော့အစင်းရင်းနာကြိုက်တဲ့သူဆိုလို့ရှိရင်တော့ဒါလေးယူလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီဟာလေးလေးဆိုလို့ရှိရင်ကြောက်စင်းရင်းတဲ့ဘက်ကိုသွားမယ်သူကကြောက်ဇင်းကလာဇင်းကလာအောင်မှာသူအတွင်းထဲမှာတော့မှန်ဆန်လေးတစ်ခုပါတယ်ပေါ့နော်ဒါလေးလည်းဈေးအတင်းတင်းလေးနဲ့မင်းရောင်းပေးမယ်ဒါလေးဆို9 to 5နဲ့ခတ်ပေးထားတဲ့အထည်လေးတွေပါပဲဒါဆိုလဲမင်းကကန့်လန့်ကွင်းပုံစံလေးခတ်ပေးထားယောက်ျားလေးဝတ်လို့ရအောင်ပေါ့နော်ယောက်ျားလေးကွင်းဒီဇိုင်းတွေကြတော့လေစိုက်လေးတွေလည်းနည်းနည်းကြီးတယ်ပေါ့နော်ဒီဟာလေးတွေဆိုလို့ရှိရင်လည်းဝတ်ရတာဝတ်ပျော်တယ်ပေါ့ဒါဆိုလို့ရှိရင်လည်းပေါင်ကြီးအပြည့်ဆို80လောက်ပေါင်ကြီး80 90 100လောက်ကနေမှပေါင်ကြီး180လောက်ထိဝတ်လို့ရတယ်ပေါ့နော်100ဝန်းကျင်လောက်က180လောက်ထိဝတ်လို့ရတယ်ဆိုတော့ကိုကဝပိန်မင်းစိတ်ပူကြမလို့တော့ဘူးပေါ့နော်ဒါလေးဆိုရှင်တော့မင်းပြပေးထားဒီဥစ္စာလေးဆိုရှင်သုံးဝင်းကိုရှင်ပြပေးထားတဲ့ပုံစံလေးပေါ့ဒါကတော့ယောက်ျားလေးဝတ်တဲ့ပုံစံမျိုးလေးတွေပဲမင်းပြပေးထားတာပါဒါလေးဆိုတကွင်းချင်းရှင်ကြည့်လို့ရတယ်ပေါ့နော်စိုက်ကြီးတာလေးဆိုလို့ရှင်တော့အယောင်လေးကအယောင်ရောလှမယ်နောက်တစ်ခါကျတော့အရေးလေးတော့နည်းနည်းရှုံးမယ်ကြောက်သားလေးနည်းနည်းပိတ်တယ်ပေါ့နော်ကြောက်အပွင့်သေးတာလေးဆိုလို့ရှင်တော့ကြောက်သားလေးနည်းနည်းလေးကြည်မယ်ကြောက်မျိုးရည်လေးလည်းနည်းနည်းတာတယ်ပေါ့နော်အဲ့ဒီလိုမျိုးလေးမင်းခတ်ပြီးဖြစ်တယ်ပေါ့ဒါလေးဆိုလို့ရှင်လည်းအပွင့်သေးတယ်ဆိုပေမဲ့ယောက်ျားလေးဝတ်တဲ့ဥစ္စာလေးနဲ့ main ကလေးဝတ်တဲ့ဟာလေးပေါ့နော်ဒါလေးဆိုရင်ယောက်ျားလေး main ကလေးဝတ်လို့ရတယ်ပေါ့ပါအထည်လေးတွေပေါ့နော်ဒီဟာလေးမင်းခွပြပေးထားတဲ့အထည်လေးတွေကြတော့လေ9 to 5တွေနဲ့ပဲခတ်ပေးထားတဲ့အထည်လေးနော်ဒါလေးဆိုလည်းတူတူပဲစိတ်နှစ်ပတ်ရဲ့ဒီဇိုင်းလေးနဲ့ယောက်ျားလေးဝတ်လို့ရမယ် main ကလေးဝတ်လို့ရကပယ်နေနဲ့ဝတ်ချင်လဲဝတ်လို့ရတယ်ပေါ့နော်ဒါကြတော့မင်းပြပေးထားတာအရေးလေးတွေကိုအနည်းဆက်ဆုံးတူတဲ့ကာလာလေးတွေကိုမင်းပြပေးထားရပေါ့နော်ခတ်ထားတာတော့9 to 5နဲ့ခတ်ထားပဲဈေးနှုန်းလေးဆိုလို့ရှင်လဲတော့ငွေတဲ့ဈေးတောင်မရှိတဲ့ဈေးလေးနဲ့ရမယ်ကြောက်ဖိုးရော9 to 5ကိုမှငွေတဲ့ဈေးတောင်မရှိဘူးပေါ့နော်ဒီဟာလေးဆိုတော့မင်းကယောက်ျားလေးကွင်းခတ်ပေးထားတာဒါကြတော့ငွေတဲ့ကွင်းလေးပေါ့နော်အရင်တော့ကွင်းလေးတွေဆိုတော့ငွေသားထွတ်ထူလေးနဲ့ပေါ့သူအစိမ်းရင်းတဲ့ကာလာပလေးကိုသွားမယ်သူရဲ့ပုံစံကြတော့အစိမ်းရင်းတာကြိုက်တဲ့ချစ်သူလေးအတွက်ဆိုတော့ပိုအဆင်ပြေတယ်ပေါ့နော်ဒါလေးဆိုငွေတယ်လေးတွေပါမင်းနှစ်ကွင်းရှင်ပြပေးထားမယ်နော်အစိမ်းရင်းတာကြိုက်တဲ့သူကတော့နည်းနည်းကြီးရလေးရှူအစိမ်းတာမှကြိုက်တဲ့ချစ်သူလေးဆိုတော့နည်းနည်းသေးတာလေးရှူပေါ့နော်ဒါလေးတွေကြတော့မင်းတီးတန့်ငွေတယ်လေးခတ်ပေးထားတဲ့အထည်လေးတွေပါရှင်ယောက်ျားလေးဝတ်ပေါ့နော်ဒါလေးဆိုတော့မင်းခုနကပြပေးထားတဲ့ဥစ္စာလေးတွေကိုလက်ထဲမှာစမ်းသလောက်လေးမရိုက်ပြီးပြပေးထားတာပါကြောက်စိမ့်နဲ့ပတ်သက်လို့ကတော့ဒါကြောက်စိမ့်စစ်တွေပဲပေါ့နော်ခုမင်းမှာဆက်သွယ်ပြီးတော့မှာယူတင်နေဆိုရင်တော့လည်းမင်းတင်ထားတဲ့ဖုန်းနံပါတ်လေးကနေလာဆက်သွယ်လို့ရတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်